မင်္ဂလာညနေခင်းပါခင်ဗျာဆွေရနီ founder ရထုတ်ပါဒီနေ့ကျွန်တော်တို့ဒီဆွေရနီ aquarium creating group နဲ့ဒီကျွန်တော်တို့ဒီဆွေရနီ waterfall and landscaping swimming pool စတဲ့အရာတွေကိုတိဆောက်လုပ်ကိုင်တဲ့လုပ်ငန်းနှစ်ခုရဲ့ကျွန်တော်အမျိုးသမီး founder ရဲ့ကျွန်တော် founder ရဲ့နှစ်ယောက်ပေါ့နော်ကျွန်တော်တို့ရဲ့ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့အပိုင်းလေးကျွန်တော် sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့အရန်ကောင်းတဲ့ management တွေလုပ်နေတာမဟုတ်ပေမဲ့ကျွန်တော်တို့လုပ်တဲ့နီလန်လေးကမိတ်ဆွေတို့အတွက်လိုအပ်တယ်ဆိုရင်သုံးလို့ရအောင်ကျွန်တော်ပြောချင်တာပါမီဒီ project တွေပဲကျွန်တော်တို့ရရှိပိုင်ဆိုင်သည်ဖြစ်ပါစေမီဒီ project တွေကိုပဲရတေးတာပဲရကြီးတာပဲရကျွန်တော်တို့ကအဲ့ project ကဝင်ငွေနဲ့အဲ့ project မှာသုံးရမယ့်အမောင့်ကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့စည်ရင်းလုပ်ပါတယ်ဥပမာကျွန်တော်တို့ကသိန်း150တန် project ရတယ်ဆိုပါစို့အဲ့သိန်း150တန် project မှာကျွန်တော်တို့ဝယ်ရချမ်းရမယ့်ပစ္စည်းလေးတွေကိုကျွန်တော်တို့အရင်ဆုံးတွက်ပါတယ်တွက်ပြီးပါလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအရေးကိုတိဆောက်တဲ့ engineer ကိုအစအလယ်ဆုံးတာဝန်ယူတိဆောက်မဲ့အကြောက်တုံးတွေတင်တာပါညာလုပ်တယ်ကျွန်တော် manager ရှိတယ်ပြီးတော့ကျွန်တော်ရေးဒီကိုတိဆောက်ပြီးတဲ့အဖွဲ့ team ရှိတယ်ပေါ့သူတို့နဲ့ပတ်သက်တဲ့ငွေကိုကျွန်တော်တို့ဖယ်ပါတယ်အဲ့နှစ်ခုဖယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကုမ္ပဏီအတွက်ကျွန်တော်တို့ဒီကုမ္ပဏီမှာကျွန်တော်တို့ဒီကုမ္ပဏီရှိလို့အလုပ်ရနေတာဖြစ်တဲ့အတွက်ကျွန်တော်ကုမ္ပဏီအတွက်တပုံဖယ်ပါတယ်ကုမ္ပဏီအတွက်ဖယ်ရဲဆိုတာစုတာပေါ့ဗျာအဲ့စုတဲ့ဟာဘယ်လိုစုတာလဲဆိုတော့ကျွန်တော်ဥပမာအိမ်လာကပေးဖို့ရယ်ပြီးတော့ကျွန်တော်တို့ဒီဒါကြတော့ကျွန်တော်တို့အဲ့ဒီအိမ်လာကရယ်ပြီးတော့နောက်တစ်ခါကျွန်တော်တို့ဒီဆိုလာဘူးကျွန်တော်တို့ instrument သွင်းနေရတဲ့ဟာတွေရှိမယ်ပြီးတော့မီးစက်သုံးရင်မီးစက်စီဖို့ရှိမယ်ပြီးတော့မီတာကရှိမယ်ပြီးတော့ကျွန်တော်တို့ဒီကုမ္ပဏီမှာမွေးထားတဲ့ငါးလေးတွေရဲ့အစာဖို့ရှိမယ်ပြီးတော့ဒီ Tarian Blue Tarian တွေလုပ်ဖို့အတွက်ကိုကုမ္ပဏီက site ထုတ်ပေးနေရတဲ့အမြဲတမ်းပေးနေရတဲ့ငွေကြေးရှိမယ်အဲ့ဒီဘက်ကဝန်ထမ်းတွေရဲ့ကုန်ကျစရိတ်ရှိမယ်အဲ့ဒါကကျွန်တော်တို့တပြားမှပြန်ရတာမဟုတ်ဘူးလေအမြဲမရဘဲနဲ့ကျွန်တော်တို့စိုင်လှဖို့အတွက်ပဲလုပ်နေတဲ့ဟာတွေရှိရဲတခါတလေမှရောင်းရတာဆိုတော့လေအဲ့ဒါလေးရှိမယ်ပြီးတော့ဒီကြောင်လေးမွေးထားတဲ့ကြောင်စားဘူးတွေပိုင်းနဲ့အဲ့ဒါတွေအတွက်ကိုကျွန်တော်တို့တပုံဖယ်တယ်အဲ့တော့ကျွန်တော်ခုနပြောခဲ့တာကျွန်တော်အခုလုပ်ဖယ်တာ၃ခုရှိပါပြီကျွန်တော်ပစ္စည်းဖို့ဖယ်တယ်laborဖယ်တယ်နော်laborပဲပြောလိုက်ပါတော့ labor ဖယ်တယ်ပြီးတော့ကျွန်တော်ဒီ company အတွက်ဖယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအမြတ်ပေါ့နော်ကျွန်တော်တို့ဒီအခုဥဆောင်သူကျွန်တော်ဒီ waterfall ဘက်မှာဆိုရင်ကျွန်တော်ရဲ့အမြတ်ပေါ့ကျွန်တော်ကိုယ်တိုင်ပါဝင်လှုပ်ဆောင်ရသည်ဖြစ်စေမဟုတ်သည်ဖြစ်စေကျွန်တော်ဒီဆွေရနေရဲ့လုပ်ငန်းရဲ့အမြတ်ပေါ့နော်ဒီရေဒီကွန်တစ်လုံးဆောင်ရင်ကျွန်တော်ဘယ်လောက်မြတ်လဲဆိုတဲ့အမြတ်ကိုကျွန်တော်တို့ဖယ်လိုက်ပါတယ်အဲ့ဒါဒီအားလုံးဖယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ၃ခုလုံးကကျွန်တော်တို့အတွက်ဒီအမြတ်ရာဂိုင်နှုန်းကကျွန်တော်တို့ကဒီသိန်း150တန်ရေဒီကွန်ဆိုလို့ရှိရင်ကျွန်တော်တို့ကသိန်း100ပစ္စည်းဘိုးနဲ့လက်ခနဲ့အသစ်ပင်နေပါညာတွေအားလုံးအတွက်ကိုကျွန်တော်သိန်း100သိန်း50ကကြတော့ကျွန်တော်တို့ကုမ္ပဏီနဲ့ကျွန်တော်တို့ဒီကုမ္ပဏီရဲ့အမြတ်နဲ့ဟိုဘက်ကဒီဆိုင်အတွက်လိုအပ်တဲ့ကုမ္ပဏီအတွက်လိုအပ်တဲ့စုတွေဟာပေါ့ဗျာထားပါတော့ဒီ90ကအမြတ်ပဲထားပါတော့ဗျာအဲ့အမြတ်မှာကျွန်တော်တို့ကဘာတွေထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အမြတ်ထက်ကနေဘာတွေထပ်ပေးရလဲဆိုတော့တကယ်လို့ကျွန်တော်တို့ကဒီသိန်း100နဲ့မလောက်ခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီသိန်း90တွေကပဲကျွန်တော်တို့ဘက်ကပြန်သုံးရတယ်ကျွန်တော်တို့တွက်လိုက်တာတော့သိန်း90ကအမြတ်ပဲဒါပေမဲ့အဲ့ဒီ90အမြတ်ဒီတကယ်လို့မမြတ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကစိုက်ရတယ်ဆိုလို့ရှိရင်အဲ့90တွေကပဲစိုက်တယ်တခါတလေအဲ့ဒီ90မမြတ်ဖဲနဲ့အဲ့90လုံးကုန်ပြီးတော့ကျွန်တော်တို့နောက်ထပ်90လောက်စိုက်ရတဲ့ project မျိုးလည်းကြုံဘူးတယ်ဒါတော့ထားတော့အဲ့တော့ကျွန်တော်တို့ဒီ project တစ်ခုရပြီဆိုလို့ရှိရင်ကျွန်တော်ငွေကြေးအဖြစ်350ဆိုအနှိမ်ဆုံး3ရခွဲပါတယ်အမှ200တို့320တို့ဘာလို့ညာလို့ဆိုရင်ထားပါတော့ customer တောင်းဆိုကြရ4ရခွဲတာလည်းရှိတယ်တခါလေကျွန်တော်တို့ company ကတော့3ရပဲခွဲတယ်ဥပမာကျွန်တော်တို့ကပထမဆုံးအရစ်ကို40 40 40 20အဲ့လိုမျိုးယူတာလည်းရှိတယ်ပထမဆုံးအရစ်ကို50% ယူလိုက်တာလည်းရှိတယ်ကျန်တဲ့နောက်ထပ်3ရစ်ကို90ရာခိုင်နှုန်းယူပြီးတော့ကျန်တဲ့90ကိုကျွန်တော်တို့3ပိုင်းခွဲတာရှိတယ်2ပိုင်းခွဲတာရှိတယ်ဒါတော့ project ရဲ့ငွေအမောင်းပေါ်မှာပို့တည်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာကအရန်အန်တရများတယ်ပြီးတော့နောက်တစ်ခုကအရန်လဲ pressure ရှိတယ်ပြီးတော့မှကျွန်တော်တို့ကအမြတ်နဲ့ရပိုင်ခွင့်ကိုစဉ်းစားရတယ်အဲ့တော့ဟိုတလောကကျွန်တော်မိခွန်းနေမေးကြတယ်ပြီးတော့လာလဲပြောကြတယ်ပေါ့နော်ဒီကျွန်တော် project တစ်ခုရတယ်ပေါ့ဗျာသိန်းထောင်ကနန်းရှိတဲ့ project ကြီးကြီးမားမားကျွန်တော်ဒီကြားထဲမှာ2ခု3ခုလောက်ရတယ်တချို့ကလည်း1000ပေါ့တချို့ကလည်း2000 3000စတာတွေပေါ့ဗျာ project ကတော့တစ်ခုလည်းတော့မဟုတ်ပါဘူးတချို့ကြတော့ရာကနန်းပေါ့900တို့800တို့450တို့300တို့ရတဲ့အချိန်မှာကျွန်တော်လူတွေလာမေးကြတယ်ကျွန်တော်ကထောင်ကနန်းမှာအမြင့်ဆုံးပမာဏရတဲ့ project ဖြစ်တဲ့ဟာမျိုးကိုကျွန်တော်တင်လိုက်တဲ့အချိန်တည်းလို့ဆိုရင်ကျွန်တော်တို့ဒီငွေကြေးတွေကိုဘယ်လိုစီမံခန့်ခွဲလဲဘယ်လိုဖန်တီးလဲဘယ်လိုလုပ်လဲပေါ့နော်အဲ့ငွေတွေကိုသုံးလိုက်တာလားပေါ့နော်အဲ့ဒီပထမဆုံးရတဲ့အမောင်ဘာတွေလုပ်တယ်လဲပေါ့နော်အဲ့တော့ပထမဆုံးရတဲ့ငွေကကြတော့သုံးလို့လုံးဝမရဘူးလုံးဝမရဘူးကျွန်တော်တို့ personal သုံးလို့လည်းမရဘူးကျွန်တော်တို့အတွက်လည်းကျွန်တော်တို့ဘာမှသုံးလို့မရဘူးကားလည်းဝယ်စီးလို့မရဘူးထားပါတော့ကျွန်တော်တို့3500ပထမအရေးရလာတယ်ပဲထားပါတော့ဗျာထားပါတော့နော်ထားပါတော့ထားတဲ့အချိန်မှာကျွန်တော်တို့ကဒါတိုက်ခန်းနည်းနည်းဈေးခက်တဲ့900 1000တောင်ရှိနေတာအဲ့တော့ဈေးခက်တဲ့တိုက်ခန်းတစ်ခန်းဝယ်လို့ရတယ်ကားကောင်းကောင်းတစ်စီးဝယ်လို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့မှာလုပ်ခွင့်မရှိပါဘူးလုပ်လို့လည်းမရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီပတ်ဆက်ကကျွန်တော်တို့ကပထမဆုံးအရစ်ကကျွန်တော်တို့ကအဲ့ပထမဆုံးအရစ်ထက်ပိုတဲ့အမောင့်တစ်ခုကျွန်တော်တို့ပစ္စည်းဝယ်ရမှာပါ
အခုသူတို့ပထမအရက်ပေးလိုက်တယ်ဆိုတော့အမောက်မှာ3500ပေးလိုက်တယ်ဆိုတော့အဲ့3500နဲ့ညီမျှတဲ့တန်ဖိုးသုံးဖို့အဲ့ထက်ပိုသောတန်ဖိုးတစ်ခုကိုကျွန်တော်တို့ကဝယ်ရမှာပါအဲ့ချိန်မှာကျွန်တော်တို့ကဘယ်လိုဈေးဝယ်ရလဲဆိုတော့ကျွန်တော်တို့ငွေကြံလေးကျွန်တော်တို့စီမှာဒီ3500ဆိုရင်ဒီ3500ငွေလေးတစ်ပတ်လောက်နှစ်ပတ်လောက်သို့မဟုတ်တစ်လလောက်မြင်နေရဖို့အတွက်ကျွန်တော်ဘယ်လိုဈေးဝယ်ရလဲဆိုလို့ရှိရင်ဥပမာထားပါ landscaping အတွက်အပင်ဝယ်တယ်ပြီးလက်မြေအုပ်သေးကြောက်တွေပါညာတွေရေကွန်အတွက်ဝယ်တယ်ဆိုလို့ရှိရင်ပြီးလက်မြေအုပ်သေးကြောက်သမားကိုကျွန်တော်တို့ကတဝက်ငွေချေပါတယ်ဥပမာ3400ပေးရမယ်ဆို200ယူထားပါခင်ဗျာကျွန်တော်လက်ကုံမှာ200ယူပေးပါအဲ့ဆိုအဲ့200လေးကကျွန်တော်အဲ့တိုင်းလေးမြင်နေရတယ်ပေါ့ဗျာတစ်ခုထားပြီးပါပြီတစ်ပင်သမားနဲ့ကျွန်တော်နဲ့တွေ့ပြီတစ်ပင်နဲ့တိတ်ရာချီဝယ်ရတာဗျအဲ့တော့ဟိုရာချီဝယ်ပြီးတော့ကျွန်တော်ရောက်လာပြီဆိုလို့ရှိရင်အဲ့တစ်ပင်လေးတွေကျွန်တော်ထားညီမကြီးအမကြီးအကိုကြီးကိုနဲ့ခင်နေလို့ပါမခင်တော့ပဲပေးလို့မလဲဒီလိုမျိုးကတရားဘူးတော့မသူမှလည်းကမပေးဘူးဒါဆွေရနေဖြစ်နေလို့ဒီမျက်နှာကြီးမြင်နေရလို့ကျွန်တော်ကယုံကြည်မှုရှိလို့ကျွန်တော်ချင်းစုလေးတင်ပါတယ်ဒီအဲ့မှာကျွန်တော်တို့ထုတ်တယ်ထုတ်ပြီးတော့ကျွန်တော်ကအဲ့မှာလည်းတစ်ဝက်ပေါ့ကျွန်တော်စီရန်လေးတစ်ဝက်ပေးမယ်နော်အဲ့ကျွန်တော်ဒါလေးပေးပါဆိုကျွန်တော်စိတ်ရန်လေးလိုက်ရိုက်တာပြီးတော့ထိုနည်းလည်းကောင်းပဲအဲ့မှာတက်မဲ့မော်တာတွေပိုက်တွေပါကြတော့လေစဝိုင်းကုန်းဝင်တွေကကျွန်တော်ရဲ့မိတ်ဆွေဆိုင်နေမှာနာမည်တော့ထားတော့အဲ့လိုမိတ်ဆွေဆိုင်နေမှာကျွန်တော်အကျွေးယူတယ်ဆိုရင်အကုန်လုံးအကျွေးတွားယူနေကျွန်တော်ထောင်းနေတယ်ကျွန်တော်ကတော့အသိကို10ချီယူလာအကျွေးအဲ့လိုဆိုင်နေမှာကျွန်တော်အကျွေးယူတယ်အကျွေးယူပြီးသွားလို့ရှိရင်ကိုမော်တာကတော့ကျွန်တော် project လေးပြီးမှ model ဘူးလေးယူပေးပါ pipe ဘူးလေးယူပေးပါကဲပေးပါဗျာဆိုပြီးကျွန်တော်ယူထားလိုက်အဲ့ဒီအချိန်မှာကျွန်တော်တို့အကုန်လုံးစေရန်သဘောတွေလိုက်ချပြီးတော့ပစ္စည်းတွေလိုက်ယူလိုက်တဲ့အခါကျတော့ကျွန်တော် site အတွက်လိုအပ်တဲ့ပစ္စည်းအကုန်လုံးကိုဝယ်ပြီးသွားတယ်ကျွန်တော်လက်ထဲမှာငွေလေးသိန်း900 600လောက်ပို့တယ်အဲ့ဒီသိန်း900 600ကလည်းသုံးလို့မရပြန်အားလုံးကိုအကျွေးဆက်ကဒါပေမဲ့ကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုတော့အဲ့တိုင်း900 600ကိုကျွန်တော်မျက်စိထဲမှာမြင်အောင်ကျွန်တော်လက်ထဲထားလိုက်တယ်အဲ့မှာကျွန်တော်အကုန်လုံးလေပါတွေလည်းရှင်းပြီးတော့ကျွန်တော်အကျွေးထားလို့မရတာကျွန်တော်လေပါတွေကိုကျွန်တော်အကျွေးထားလို့မရဘူး3ရက်ကျွန်တော်ပေးရတယ်% နဲ့ပေးရတယ်ပြီးတော့တချို့ကျတော့ % နဲ့ပေးရတယ်ဥပမာထားပါတော့300ပေးရတယ်ဆိုလို့ရှိရင်33ကပေါ့နောက်ဆုံး10ချမ်းပေါ့ဟိုဘက်က150ပေးရတယ်ဆိုလို့ရှိရင်53ကပေါ့ထားပါအဲ့လိုမျိုးဟာတွေကျတော့အကျွေးထားလို့မရဘူးဝန်ထမ်းတွေကျတော့သူတို့လည်း labor တွေကိုပြန်ခိုင်းရမှာဖြစ်တဲ့အတွက်သူတို့ contract နည်းနည်းအကြီးကြီးဆိုလို့ရှိရင်တော့သူတို့က labor တွေနဲ့ပြန်လုပ်ရမှာဖြစ်တဲ့အတွက်သူတို့တော့အကျွေးလုံးဝထားလို့မရပြီးတော့နောက်တစ်ခါကျွန်တော်တို့ Islam ဘာသာမှာလည်းရှိတယ်ဝန်ထမ်းတွေချွေးသိမ်းအောင်ထားလို့မရအလုပ်လုပ်နေပြီဆိုလို့ရှိရင်ဝေးထုတ်ပေးရမယ်ဟိုဗာလဲ contract လုပ်ပြီးရာဂိုင်နှုန်းနဲ့လုပ်နေပြီအလုပ်% နဲ့မပြီးတာအလုပ်% နဲ့တတ်မှတ်တဲ့ရာဂိုင်နှုန်းမပြီးလို့ကျွန်တော်တို့ငွေချမ်းတာတော့တရားဝင်ပေးမယ် daily ဝန်ထမ်းတွေပေါ့ဥပမာ100 2000ခွဲနဲ့လုပ်တာလို့3000နဲ့လုပ်တာလို့ကျွန်တော်စီမှာ2000ခွဲတဲ့ဝန်ထမ်းတော့တယောက်မှမရှိတော့အနေဆုံးက3000ခွဲ4000ခွဲလောက်တိရှိတယ်အဲ့လိုဝန်ထမ်းတွေကြတော့ကျွန်တော်တို့ကသူတို့ညနေ daily ဆိုလို့ရှိရင်ကျွန်တော်ပတ်ဆက်ရှင်းပေးရအဲ့ဒါမျိုးတွေကိုလည်းကျွန်တော်တို့က daily ထွက်ငွေအနေနဲ့ကျွန်တော်တို့ကတစ်လစာနှစ်လစာအဲ့လိုဖယ်ထားလိုက်တယ်အဲ့ဒါတွေကတော့မဖယ်မနေရဝင်ငွေတွေပေါ့နော်ထွက်ငွေတွေပေါ့နော်ဟုတ်ပြီအဲ့ဒါတွေအားလုံးဖယ်ထားလိုက်ပြီးဆိုလို့ရှိရင်ခုန3500ရလာတဲ့အထက်ကနေပြီးတော့ဒီမှာ3600အပုံလိုက်ကျန်တယ်ပေါ့အဲ့ဒီ3600ဒီကျွန်တော်ထိုင်ကြည့်နေရမယ်ပတ်ဆက်နော်သုံးလို့မရဘူးနော်ကားဝယ်လို့မရဘူးအိမ်ဝယ်လို့မရဘူးတယ်လီဖုန်းဝယ်လို့မရဘူးဘာမှလုပ်လို့မရဘူးအပိုလုပ်လို့မရဘူးရွှေလုပ်လို့မရဘူးနော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီပတ်ဆက်ကိုကျွန်တော်တို့ဘာလို့အဲ့လိုအပုံလိုက်လေးထားပြီးတော့ကျွန်တော်ထိုင်ကြည့်လဲဆိုတော့အဲ့ဒီပတ်ဆက်သုံးလို့မရပြင်မယ်အဲ့ဒီပတ်ဆက်သုံးလို့မရတော့ပြင်မယ်အဲ့ဒီပတ်ဆက်သုံးလို့မရပြင်မယ်အဲ့ဒီပတ်ဆက်ကိုအဲ့တိုင်းထားပြီးတော့အရှိ project တွေမှာရခဲ့တဲ့ပတ်ဆက်ကိုကျွန်တော်တို့ကစသုံးလို့ရပြီဥပမာအရှိ project မှာကျွန်တော်3500မြတ်ထားတယ်အရှိ project မှာကျွန်တော်3300မြတ်ထားတယ်အရှိ project မှာကျွန်တော်3200မြတ်ထားတယ်အဲ့ဒီမြတ်ထားတဲ့အငွေကမပေါ်သေးတာလို့ငွေမရသေးတာလို့မျိုးတွေဆက်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဧည့်သည်တွေစီကနေပြီးတော့အဲ့ဒီ project အပြီးတက်ဖို့အတွက်ကိုကျွန်တော်ဒီငွေနဲ့အဲ့ဒီ project အပြီးတက်ဖို့အတွက်ဟိုးဆိုကျွန်တော် run မယ်အဆင်ပြေအောင်ပြီးအောင်ကျွန်တော်အားလုံးလုပ်ပြီးသွားချင်းအဲ့ရလာတဲ့ငွေကြတော့ကျွန်တော်တို့လွတ်လွတ်ကျွတ်ကျွတ်သုံးလို့ရပါတယ်ကျွန်တော်ပြောရှင်းလာမယ်အဲ့တော့အဲ့ဒီ site အဟောင်းကဝင်ငွေဒီကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်သုံးလို့ရတယ်ပတ်စံ site အတရတဲ့ပတ်စံဒီကြိုးတန်းလမ်းလျှောက်ဘာမှလုပ်လို့မရအောင် site ကြီးပြီး project ကြီးပြီးသွားမှကျွန်တော်တို့ရဲ့ရပိုင်ခွင့်ကထွက်လာတာကန့်ကောင်းမှနော်စောက်သုံးမကြရင်မလုပ်တိုင်ရှုံးတာဖြစ်နိုင်တယ်အဲ့တော့အမြဲတမ်းတော့မရှုံးပါဘူးစေဝေးတူဝေးပေါ့မလုပ်တိုင်တော့ရှုံးတယ်ကျွန်တော်ဒီလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်ပြီးတော့တက်ကျွမ်းပြီးတော့ကျွန်တော် professional ကြကြလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ဆွေဟန်ဒီ code တွေကျွန်တော်ဆွေဟန်ဒီ quotation ကိုအမှန်ကန်ဆုံးတင်နိုင်တယ်ပြီးတော့သူများထက်ဈေးတက်တာလိမ့်မယ်ဘာဖြစ်လို့ကျွမ်းကျင်ဝန်ထမ်းတွေနဲ့စနစ်တကျလုပ်တယ်ဘယ်ဟာပဲဈေးဆိုတာကိုကျွန်တော်တို့ကောင်းကောင်းသိတယ်ဘာသာထက်ကထွက်တဲ့ဈေးကျွန်တော်တို့တောင်းတာမဟုတ်ကျွန်တော်တို့ကတော့ဒီအကောင်းဆုံးအနေထားနဲ့အဆင့်အမြင့်ဆုံးအနေထားနဲ့ကျွန်တော်ပြောထားတဲ့အတိုင်းတောင်းဝင်တောင်းခံနဲ့ကျွန်တော်လုပ်ပေးတယ်ခုနအဲ့ဒါတပါခုနငွေကြေးစီမံခန့်ခွဲမှုအပိုင်းမှာကျွန်တော်တို့အခုလုပ်ပြီးကျွန်တော်တို့ဒီလိုမျိုးလေးလုပ်ရတာပေါ့နော်ဥပမာကျွန်တော်တို့ကဒီပထမဆုံးရတဲ့ငွေကိုဒါမှကျွန်တော်တို့ပျော်ပြီးတော့ဟိုကလုပ်မယ်ဒီကလုပ်မယ်ဟိုကသုံးမယ်ဒီကသုံးမယ်အိမ်စာချုပ်ချုပ်ဘာမှလုပ်လို့မရဘူးအဲ့တော့လုပ်ငန်းလုပ်နေတဲ့လူတိုင်းဒါသိပါတယ်မသိတဲ့လူတွေနားမလည်သေးတဲ့လူတွေကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်လင်မြားနှစ်ယောက်ငွေထုတ်နဲ့တင်လိုက်တဲ့တက်ပုံတော်တော်များများအထင်ကြီးပါတယ်အထင်ကြီးပြီးတော့ကျွန်တော်တို့ဒီငွေတွေကျွန်တော်တို့ပိုင်နေကျွန်တော်တို့ရတယ်လို့ထင်ပါတယ်ကျွန်တော်တို့ပုံမှာကုမ္ပဏီကြီးကြီးမားမားတွေယုံကြည်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝမ်းသာလို့တင်လိုက်တဲ့သဘောပါဒီငွေကိုကျွန်တော်တို့သုံးဆွဲပိုင်ခွင့်မရှိဘူးကျွန်တော်ဘာမှလုပ်ပိုင်ခွင့်လည်းမရှိဘူးကျွန်တော်စီးနေတဲ့ကားလေးကဒီကားပါအစုပ်ကလေးပါမလဲလည်းမလဲနိုင်သေးပါဘူးဝယ်လည်းမဝယ်နိုင်သေးပါဘူးကျွန်တော်နောက်တစ်စီးဝယ်နိုင်တဲ့နေ့မှာကားစီးမယ်လို့တန်လေးထန်ချထားတာပါဒီကားကိုလဲလည်းမလဲနိုင်သေးဘူးဝယ်လည်းမဝယ်နိုင်ပါဘူးခင်ဗျာကျွန်တော်အိမ်အငှားနဲ့နေပါတယ်ဝန်ထမ်းအယောက်20ကိုအုပ်ချုပ်ပြီးတော့အားလုံးထမင်းကျွေးနေပါတယ်ဆွေဟန်ဒီ waterfront landscaping creating ကလူကြီးကိုအကောင်းဆုံးရှေ့ဆက်နိုင်ဖို့အတွက်ကျွန်တော်လိပ်ပြအတန်ဆုံးရက်တည်ကြိုးစားနေပါတယ်ကာစတမာများအားလုံးရဲ့လိုအပ်ချက်များကိုကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီဖြည့်ဆည်းပေးရင်းနဲ့
စိတ်တိုင်းကြအောင်လိုက်လံဆောင်ရွက်ပေးနေပါတယ်လို့ပြောကြရင်ကျွန်တော်ရဲ့ငွေကြေးစီမံခန့်ခွဲမှုတွေမိတ်ဆွေတို့လိုအပ်မယ်ထင်လို့တင်ပြလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါ